ငါ့ကိုဘာလုပ်တော့မှလဲငါဘာတွေဖြစ်သွားနိုင်လဲကိုစိတ်ပြတ်အားငယ်ဝေခွဲမရဖြစ်လျက်ရင်ဘတ်ထဲကနှလုံးသားအပြင်ကိုရုတ်တရက်ခုန်ထက်မတက်ဒိန်ဒိန်လှုပ်ခါရမ်းနေတယ်သူ့ကိုစောက်တရမရဖြစ်စီတယ်ဒီတုံလို့ကြောက်ရွံ့မှုစိတ်ကတခဏအတွင်းမှာရှေ့ဝေးကြာမြန်းစွာခံစားနေရတော့လဲတကယ်တော့အချိန်ဟာလျှက်တစ်ပြက်တစ်ခုသာဖြစ်တယ်မောင်ဦးတယောက်ထလဲမထရဲလှုပ်လဲမလှုပ်ရဲကြက်တီတီကဖြစ်နေစဉ်နောက်ပြန်လှည့်တွဲလောင်းကျနေတဲ့ကြောက်ကြီးကိုယ်ပဲလှည့်ကတီး၍လက်တကန်းကြီးကက်လာတော့မှအခုချိန်မှာထပ်မပြေးကျင်းစီပေါက်ဒီနာနာဘာဝလက်ထဲကျရောက်တော့မှကိုလက်တစ်ပြက်အသိစိတ်ဝင်လာတဲ့တပြိုင်နက်အန်ကိုတင်းတင်းကြိတ်မပြောရဲပုံလေးကဒီရွဆွဲပြီးတော့ရုံးကန်ရှော့ထွက်နေစဉ်မမျော်လင့်မယ်မပြောရဲပုံမြေကြီးပေါ်ကပတိတကုန်းကိုလက်ကဆမ်းမိတယ်ဟာဒါဖလုံးပတိပဲစိတ်ထဲရေရွမိကသတိဝင်လာပြီးအာကိုကြီးစွာဖြင့်ကြပြားကြရာဆွဲလိုက်တော့မှတင်ကုန်းနဲ့ညှိပြီးပြတ်ထွက်သွားတော့တယ်ဒါကပြာရမနေပဲလက်ထဲပါလာတဲ့ပတိလုံးတွေကိုနောက်ကနာနာဘာဝရှိကိုအာကုန်လွှဲပေါက်လိုက်တော့တယ်ငါချင်းအော်ဇာကြီးနဲ့အတူအနှဲငယ်တွန်းဆုပ်သွားတဲ့လေထဲကခြေအစုံကိုမြင်ရတော့မှနာနာဘာဝမျက်နှာရှိရာအပေါ်ဘက်ကိုမောကြည့်မိတော့တယ်အာလာလာမျက်နှာပိုင်းကိုမြင်လိုက်ရတယ်ဆိုရင်ပဲတွားရှော့တိုက်ခါစုပ်လက်ဆအလျင်ကနေရုတ်တရက်ခုန်ထွက်မိရင်ဘာကိုမှတွေးဝေမနေတော့ပဲဓာကြီးနဲ့ဝေးရကိုစွပ်ပြေးထွက်သွားလိုက်တော့တယ်ကြောက်နဲ့အာကုန်ပြေးနေရပြီပဲလို့အဝေးကိုအလျင်မြန်မရောက်နိုင်ပဲစိုးရိမ်စိတ်နဲ့လှည့်ကြည့်မိစဉ်တကယ်တမ်းလူရကိုဝေးကြံခဲ့တာမဟုတ်ပဲမလှမ်းမကန်းလေထဲမှာထက်ချက်လိုက်လာတာတွေ့လိုက်ရတော့တယ်တွေ့ချင်းအရှိန်ကိုအာကုန်တင်ကအသက်လူပြေးနေတော့တယ်ဘလောက်ပဲဝေးပြေးစိတ်လုံးညုံမှုကဖြစ်မလားလှည့်ကြည့်နေပေါ့ဘယ်ရလို့ဘယ်ပေါက်ဖမ်းလဲမသိဒီကောင်ကြီးနဲ့ဝေးသွားဖို့ပဲအဓိကဒီလိုနဲ့တော်ကြာအာကုန်ပြေးသွားလိုက်ရင်အချက်လှည့်ကြည့်လိုက်ရင်ထပ်ပြသာမြင်နေရတော့တယ်လူနဲ့ဆိုတော့လဲမောဟိုက်စာပြူလာပြီဒီတစ်ခါတောနဲ့ကြီးရဲ့အတဲ့မပြေးပဲကွေ့ကခြုံတွေတွေနဲ့အကာအကွယ်ယူပြေးတော့မှတော်ကာကြမယ်ဒီလိုမပြေးလို့လည်းမရတော့ဘူးအတော်မောပန်းနေပြီနားလို့လည်းမဖြစ်ဘူးအခုလိုဒီကောင်ကြီးကတော်ဝေးမှကြံခဲ့တာကအားတက်စရာဆက်ပြေးထားကောင်မင်းနောင်ထားရပြီလားနောက်ဆောင်အောင်မလားကောဟင်သိရင်မတွေးတော်ကိုစင်ရင်တုံနေရမဲခဲ့တဲ့ကဒီလိုမျိုးနောင်ဘယ်တော့မှမလုပ်တော့ဘူးနောင်တာနောက်မှရမယ်ဆိုတော့အဖိုးပြောတဲ့စကားနားထဲကြားရောက်လာခဲ့တယ်ကိုကောင်လေးမျက်နှာကိုဘယ်လိုပြရပါမလဲလောင်းကြီးလဲရှုံးဒါကိစ္စမရှိဘူးရှက်တာမောလဲမောပြေးလဲပြေးတွေးလဲတွေးဘောဟချင်းရှက်ရုပ်ချင်းနောင်တာတို့တပွေးတစ်ပိုက်နဲ့ပေါ့ထပ်လှည့်ကြည့်လိုက်တော့မတွေ့ရတော့ဘူးဘေဘီဝေးကိုရှာကြည့်မိတယ်ဟုတ်တယ်သိကြတယ်ဒီကောင်ကြီးကြံခဲ့ပြီဒါပေမဲ့စိတ်တော့မချရသေးထက်ဝေးသွားအောင်ပြေးနေရအောင်ပါပဲပြေးရင်အချိန်ကတော်ရော့လာခဲ့ပြီမရော့ခံနိုင်မလားမိနစ်30လောက်အနားနဲ့အားဆုံးပြေးခဲ့ရပြီ